gas မရှိတော့တဲ့မီးကျစ်တစ်လုံးကိုတန်ဖိုးရှိအောင်အခုလိုလုပ်ပြခဲ့သူ gas မီးကျစ်တစ်လုံးကအထက်က gas တွေသာမရှိတော့ရင်ဘာမှသုံးမရတော့ဘူးဆိုပြီးလွှင့်ပစ်လိုက်တဲ့သူတွေများမယ်ထင်ပါတယ်တကယ်တော့ gas ကုန်နေတဲ့မီးကျစ်တစ်လုံးကိုနောက်ထပ်အသုံးဝင်အောင်ဖန်တီးလို့ရတဲ့နည်းလမ်းရှိနေပါသေးတယ်အရင်ဆုံး gas မီးကျစ်ရဲ့အောက်ခြေကိုလွှနဲ့ဖြတ်ထုတ်ရမှာပါဖြတ်နေတဲ့အချိန်မှာကိုယ့်လက်ကိုမထိခိုက်မိအောင်အထူးသတိထားရပါမယ်ဖြတ်ပြီးသွားပြီဆိုတာနဲ့မီးကျစ်အောက်ခြေကိုကော်ပတ်စားသလိုတိုက်ချုပ်ပေးရပါတယ်ပြီးသွားရင်တော့အနီးနားကဖန်ပလင်းတစ်ခုကိုယူပြီးပလင်းဖုံးကိုပဲယူထားလိုက်ပါခုနကဖြတ်ထားတဲ့မီးကျစ်အောက်ခြေအတိုင်းပလင်းဖုံးမှာအရာပေးလိုက်ပါအဲ့ဒီအရာတိုင်းအပေါက်ဖောက်ထုတ်လိုက်ရမှာပဲဖြစ်ပါတယ်ပြီးရင်တော့မီးကျစ်ကိုပလင်းဖုံးကအပေါက်ရတဲ့ထည့်ပြီးမြဲသွားအောင်လို့စူပါဂလူးနဲ့ကတ်ထားလိုက်ပါခင်ဗျာနောက်တစ်ဆင့်အနေနဲ့မီးသွေးနဲ့ငယ်ကိုယူပြီးတော့စက်ကူထဲထည့်လိုက်ပြီးအပေါ်ကနေတူလေးနဲ့ကြေမွသွားအောင်ထုရိုက်လိုက်ရမှာပါပြီးရင်တော့ခုနကဖန်ပလင်းလွတ်ကိုပြန်ယူပြီးတော့အမှုန့်ဖြစ်သွားတဲ့မီးသွေးတွေကိုထည့်ပြီးအပေါ်ကနေအယ်ကိုဟောပါအနှဲငယ်ထည့်လောင်းလိုက်ပါပြီးရင်တော့မီးကျစ်ခွန်နဲ့တွဲကပ်ထားတဲ့ပလင်းဖုံးကိုတက်လိုက်ပါတက်ပြီးတာနဲ့ပလင်းကိုအနှဲငယ်ခလောက်ပြီးလှုပ်ခါလိုက်ပါဒီလိုလုပ်ပြီးခဏကြာတဲ့အခါမီးကျစ်ကိုစမ်းချစ်ကြည့်ရင်အံ့ဩစရာကောင်းသွားတဲ့မီးတောက်ပြန်ထွက်လာတာကိုတွေ့ရပါလိမ့်မယ်ဒီလိုနည်းလမ်းနဲ့မီးသွေးလေးရှိုံနဲ့တင်မီးကျစ်အဟောင်းတွေပြန်သုံးလို့ရနေပါပြီခင်ဗျာဒီနီလန်းလှုပ်ဖြစ်ရခြင်းရဲ့နောက်ကွယ်မှာဘလို့သိပ္ပံလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာကိုသိချင်ရင်တော့ကျွန်တော်တို့ရဲ့ Facebook page လေးကို follow လုပ်ထားလိုက်ပါဒီအကြောင်းလေးနဲ့ပတ်သက်ပြီးနောက်ထပ်ဗီဒီယိုတစ်ခုကိုထပ်ပြီးတော့တင်ဆက်ပေးသွားပါမယ်ခင်ဗျာ